မင်္ဂလာတောင်ညွှန်းအာတားလည်းအနီးဆိုပြီးတော့ကျွန်တော်1000ဝန်းကျင်နဲ့အခန်းကြီးရမယ်ဆိုရင်တင်လိုက်တဲ့ဗီဒီယိုလေးကပေါက်သွားတယ်။ဒါပေမဲ့အဲ့ဗီဒီယိုလေးမှာဘာ complaint လာလဲဆိုတော့အပေါ်ဆုံးနဲ့ဒီမလို့ကျ1000ဝန်းကျင်လဲတုံးကျင်တယ်ဒါပေမဲ့ဒီကလည်းတက်တာကျင်တယ်အပေါ်ဆုံးနေလဲအဆင်မပြေဘူးဆိုတဲ့လူချင်းမင်းတို့အတွက်1000ကြော်လေးသုံးရမယ်1100 1200သုံးရမယ်တမိုးအောင်ရမယ်15ပြီပေ40ဖြစ်မယ်9လွာတိုင်း6လွာရမယ်6လွာတိုင်း5လွာရမယ်10လွာတိုင်း9လွာရမယ်တမိုးအောင်ဖြစ်မယ်စိတ်ချယုံကြည်တာဝယ်လို့ရမယ်အခန်းဖြစ်မယ်လုံးဝ solid အခိုင်အမာအခန်းဖြစ်မယ်ဒီလိုအခန်းတွေမှာလူကြီးမင်းတို့အတွက်အဆင်မပြေသေးဘူးဆိုလို့ရှိရင်ကျွန်တော်မှာအခန်းတော်မရှိတော့ဘူးအခန်းအများကြီးမရဘူး1000ဝင်းကျင်နဲ့တမိုးအောင်အခန်း3ခန်းမရဘူးစင်ရဥရဲ့သူယူပုံစံမျိုးနဲ့ကျွန်တော်ဗီဒီယိုတင်ပေးလိုက်မယ်ကျွန်တော်ဗီဒီယိုစောင့်ကြည့်နေတဲ့အဝယ်လူကြီးမင်းတို့လည်းရှိတဲ့အတွက်အမြန်ဆုံးလာပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကြံပြီးအခန်းအားလုံးလိုက်ပြပေးမှာအခန်းဒီအားလုံးအတန့်ဖြစ်မယ်ရီချိုးကအိမ်သာမီးဖို့ခုံမီးဖို့ကြောင်ကျွေးပြအပြည့်ပါတဲ့အခန်းကြီးဖြစ်မယ်စေးသစ်မီးလိုင်းသစ်တွေနဲ့လုံးဝလက်တင်နေအထုပ်ဆွဲတဲ့တပြားတစ်စီးမှာထက်ထက်ကြမလို့တဲ့အခန်းကြီးဖြစ်မယ်ဒီအခန်းတွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09 45684နှစ်ခွန်တို့ဆက်သွယ်မီးမြန်စုံစမ်းပြီးလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဥယျာဉ်မှုကျိုးဆောင်